တောင်ထွက်ဖြစ်တာကိုဂျပန်ကိုယူနီယာကြောင့်ဝေဖန်မှုတွေရရှိနေတဲ့ဝင်းနာဆုရှင်ကျော်ဦးကျမတို့ရဲ့ The Celebrity Channel လေးကနေပြန်လည်ကားကြိုဆိုလိုက်ရပါတယ်။ကျော်ဦးကတော့ပင်ကိုပါရမီရှိတဲ့ပြင်အစိုးပိုင်နိုင်သူလေးဖြစ်ပါတယ်။မြန်မာစတားပြိုင်ပွဲဝင်နေတဲ့လားလာရှိသောသူဖြစ်တာကြောင့်လေဝင်းနာဆုကိုထက်ထက်တန်တန်ရရှိခဲ့တာပါ။ကျော်ဦးအနေနဲ့ချင်းဆိုပြိုင်ပွဲတွေမပြိုင်ခဲ့မှာတော့ပြည်ပမှာအလုပ်လုပ်ကိုင်ခဲ့ပါတယ်။အိမ်နေချင်းဖြစ်တဲ့မလေးမှာအလုပ်လုပ်ကိုင်ခဲ့တာဖြစ်ပြီးလူသိနေတဲ့ဘဝကိုဖျက်ဆီးခဲ့တာပါ။ဒါပေမဲ့အရက်သုံးစကားရအောက်လန်းကနေဝင်လာခဲ့တာကြောင့်6လတာထိသိမ်းဆောက်ရှောက်ခံလိုက်ရပါတယ်။ကျော်ဦးကတော့အမကြီးမိယာတချင်းကိုထောင်ထဲမှာကလေးကအကြိတ်ကြိတ်ဆိုခဲ့မှုကြောင့်ဖွင့်ဟလာခဲ့တာပါ။အတူနေသူများစုကတော့သူ့ရဲ့တချင်းဆိုတန်လေးကိုကြိုက်နှစ်သက်ခဲ့ရပါတယ်။ဒါအပြင်မှာတော့အင်သာခွဲနဲ့ထမင်းစားခဲ့ရသလိုအင်သာရည်ထိပါတောက်ခဲ့ရကြောင်းလည်းတကြော့ပြန်ရှိဖွင့်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သူဟာထောင်ထွက်တာပြေကြောင်ကြိတ်ကြိတ်ကိုစားသလိုလက်ရှိမှာလှုပ်လာခဲ့ပါတယ်။အများစုကတော့အောက်လန်းကနေလာခဲ့တဲ့အတွက်ခဏတာထိသိမ်းခဲ့ရတာဟာဖြစ်ရိုးဖြစ်စဉ်လေးဖြစ်ပါတယ်။ဒါကြောင့်လေထောက်ထွက်ဆိုတဲ့အခြေအနေအထိသုံးဖို့မလိုအပ်သလိုကြံပန်ကုန်းစားတာမျိုးလည်းမဖြစ်သင့်ကြောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။